မြတ်စွာဘုရားသည်ဇေရိုရင်ကျောင်းတော်၌တရင်သုံးနေစဉ်ပါဝိထိပြည်မှတထေးသား900တို့သည်မိဘတို့ထံအတင်းအကျပ်တောင်းခံ၍ရဟန်းပြုကြသည်ကိုတထေးသားရဟန်း900တို့သည်မိတ်ဆွေတငယ်ချင်းများဖြစ်ကြ၏ဇေရဝင်ကျောင်းတော်၏ဝင်းအတွန်းအစွန်၌နေကြရှာသည်မြတ်စွာဘုရားသည်တကောင်းရန်အချိန်၌တပ်ပင်ညုတဉာဏ်ဖြင့်ဇေရဝင်ကျောင်းတော်ရှိဟန်းတို့ကိုစင်ကြင်ကြည့်ရှုလေသောဒေသရဟန်း900တို့၏စိတ်တရံကိုသိမြင်တော်မူသဖြင့်ကိုယဟန်900တို့အားအရဟတ်တဖို့သို့ပေးတော်မူမည်ဟုကြံစီတော်မူလျက်အရှင်အာနန္ဒာအားကန္နာကိုရီပရဝုံအတွန်းယဟန်တို့ကိုစီဝေးစေ၍ယဟန်တို့အားဟောကြားတော်မူလေသည်မှာကိုရော၌ဖြစ်သောကိလေသာကိုငဲသည်ဟုမထင်နှင့်ကိလေသာဟူသည်ရန်သူနှင့်တူ၏ရန်သူမှာငဲသည်ဟုမရှိအခွင့်ရလျင်ပျက်စီးနိုင်အောင်လုပ်တကဲ့သို့ကိလေသာအနှဲငယ်ကိုစိတ်တော်၌လက်ခံထားလျင်ပွားများလာပြီးပျက်စီးခြင်းသို့ရောက်စေ၏ကိလေသာသည်ချက်ချင်းသေစေတတ်သောအစိတ်နှင့်တူ၏ကိလေသာသည်အရေပြား၌ပေါက်သောအိုင်းနာနှင့်တူ၏အစိတ်ပြင်းသောမွေမိုးချိုလောင်မီတို့နှင့်တူ၏ကိလေသာစိတ်အနှဲငယ်ညှိတွယ်လာသည်နှင့်တပြိုင်နက်ပညာစွမ်းဖြင့်၎င်းဘာဝနာစွမ်းဖြင့်၎င်းချက်ချင်းလွတ်ပြောက်သွားအောင်စွန့်ပယ်အပ်၏ရှေးပညာရှိတို့သည်အနှဲငယ်သောကိလေသာကိုပင်ကဲ့ရဲ့၍နောက်ထပ်တဖန်ပြန်မလာနိုင်အောင်နှိပ်စက်ကြကုန်၏ဟုမိန့်တော်မူကားအတိတ်စကြောင်းကိုဟောကြားတော်မူသည်ဝါရဏတိပြည်၌ပြပတမင်းစိုးစံစဉ်ဘုရားလောင်းသည်မြေခွေးဖြစ်၍မြင်နာ၌နေ၏ကိုနေရာတော်စင်အိုတကောင်သေးနေသည်မြေခွေးမြင်လျင်ဝမ်းမြောက်စွာနှာမောင်းကိုကိုက်၏မာလွန်၍ကိုက်မရအစွဲကိုကိုက်၏ကိုက်မရနေရွက်ကိုကိုက်ပြန်သည်သွဲမရဘယ်နေရာကိုကိုက်ကြည့်ကြည့်ကိုက်၍မရသဖြင့်စိတ်ပြတ်နေသည်မြေခွေးသည်ကိုကိုက်ဒီကိုက်နှင့်ကိုက်၍မရစင့်ဖင်ကိုကိုက်မိမှပျော့ပျော့ပြောင်းပြောင်းတွေ့၍အာရဝမ်းသာစား၏တဖြည်းဖြည်းစားရင်စင့်ဖင်ထဲဝင်၍စင့်ဝမ်းတို့သို့ရောက်သွားသည်ဥအသေးနှလုံးတို့ကိုစားရ၍အလွန်စိတ်ကြနေသည်ရေငက်လျင်သွေးကိုတောက်၏အိတ်သောအခါဝမ်းတွန်းတရေကိုဖြန့်ခင်း၍အိတ်၏ဤသို့စားစရာတောက်စရာအစဉ်သင်အိတ်စရာနေရာအစဉ်သင်ဖြစ်နေ၍မြေခွေးသည်စင့်ဝမ်းထဲမှနေလေတော့သည်အပြင်ကနွေရသည့်အပူရှိန်ကြောင့်စင်သည်တဖြည်းဖြည်းခန်းချောက်ပြီးစင့်ဖင်ပေါင်းပိတ်သွားလေသည်စင်သည်ကောင်းသည်အသားအရည်6ကပ်အသွေးလဲခန်းတော်၏ထိုအခါမြေခွေးသည်အသက်ရှူကျန်လာသဖြင့်ထွက်ပေါက်ကိုရှာ၏ထွက်ပေါက်မရတရားတော်မူဟုသိ၍ပိုတိုးဒီတိုးပြု၏မြေခွေးသည်များစွာစိတ်ဆင်းရဲရ၏2ရက်3ရက်ကြာလျင်မိုးသဲထန်စွာရွာလေ၏မိုးဆူ၍စင်းသေးကောင်ဖောင်းပွားလာပြန်၏မြေခွေးသည်ထွက်ပေါက်ကိုမြင်ရလေတော့သည်အာရဝမ်းသာထုံတို့ပြေး၍တိုးထွက်လေသည်အမွှေးများကျွတ်ကြံခဲ့သည်အပြင်သို့ရောက်သောအမွှေးတုံးနေသောကိုကြည့်၍ထိတ်လန့်တုန်လုံးလျက်ငါသည်အစင်းရဲကိုဘသူမှမပြူအစားမတ်သောကိလေသာလောဘဆိုနှိပ်စက်၍ငါကိုယ်တိုင်ပင်ပြုလုပ်မိသည်ဒီနေ့မှဆောက်၍နောက်ဘယ်တော့မှမဝင်တော့ပါဟုထိုအိမ်ရမှပြေးလေတော့သည်မြတ်စွာဘုရားသည်ဤအတိတ်စက်ကိုဟောကြားတော်မူပြီးနောက်ယဟန်တို့မိမိတို့ကိုယ်တော်တန်တန်၌ဖြစ်သောကိလေသာကိုမပွားများစေပဲဖြစ်သောခဏမှာပင်နှိမ်နှင်းကြရမှာဟုမိန့်တော်မူသည်ဇပေါင်းသောမြေခွေးသည်ယခုငါဘုရားဖြစ်လာ၏ဟုဇတ်တော်ကိုပေါင်းသည်နောက်ထပ်ဗီဒီယိုအသစ်တင်နိုင်သေးအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါရှင်